Steven channel မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့တော့အားလုံးမင်္ဂလာပါဆိုပြီးတော့လှုပ်ဆက်ချင်ပါဘူးလက်ရှိကျွန်တော်တို့ဒီနေ့မှာဖြစ်သွားတဲ့ဒီငလင်ကြောင့်တော်တော်များကိုယ့်ရဲ့တိုက်တာအိုးရင်းပစ္စည်းကြတယ်ပြီးဒုက္ခရောက်ကြတဲ့တည်ကြည်ပစ္စည်းကြတော့ကျွန်တော်မင်္ဂလာပါတော့လို့ဆက်ချင်တော့ဘူးအားလုံးဒီကဆိုးကြီးကနေလွတ်မြောက်ပြီးဘေးရန်တွေကရှင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အခုကျွန်တော်အားကျန်နေကျွန်တော်ဗီဒီယိုလေးရိုက်ရတာကျွန်တော်ဒီငလင်နဲ့ပတ်သက်တဲ့ application လေးတစ်ခုကိုကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးခြင်းလို့ပါဒီ application လေးကတော်တော်လေးကောင်းတယ် free ရတယ်ပြီးရင်ဘယ်ချိန်မှာဘယ်လောက်ကီလိုမီတာကွာဝေးမြေပြင်အောက်ဘယ်လောက်မှာငလင်လောက်သွားတယ်ဆိုရင်ဒီငလင်နဲ့ပတ်သက်တဲ့ information တွေကိုသိလို့ရတယ်ပေါ့ဗျာအခုဆိုလို့ရှိရင်ဒီနေ့ကျွန်တော်လုပ်ပါဒီ7နာရီ50 order မှာလုပ်ပါတယ်7.7 ငလင်ပြီးတော့ magnitude ပြီးတော့နောက်ထပ်ဒုတိယပြင်းတဲ့ငလင်တစ်ခုထပ်လုပ်သေးတယ်ဒါကဒီ Manly တလဲဦးနောက်မှာနီးစက်တဲ့ဟာ Manly တလဲဦးရဲ့အမှဆိုရင် 6.4 ထပ်လုပ်တယ်ပြီးတော့နောက်တော့ငလင်အသေးလေးတွေအခုလက်ရှိချိန်ဒီဆိုရင်10ချိန်နဲ့မနေတော့ပြီးသွားပြီထပ်ပြီးတော့လည်းအဲ့လိုအသေးလေးထပ်လုပ်လာနိုင်သေးတယ်အဲအကြောင်းမို့ကျွန်တော်ဒီ application တွေကိုအမြန်လေးရိုက်ပြီးတော့တင်ပေးတာပါကိုယ့်ရဲ့ဒီဘယ်နားမှာဘာလုပ်တယ်ဆိုတာသိရအောင်လို့ဒီမှာငလင်လွတ်တိုင်းကိုယ့်ကိုချင်း alert ပေးလို့ရအောင်ဒီ application notification တွေ on ထားလို့ရတယ်ပြင် application မှာကိုဘယ်နေ့တွေမှာဘယ်လောက်လှုပ်သွားတယ်ဘယ်နေရာမှာလှုပ်သွားတယ်ဘယ်ကွာဝေးမှာလှုပ်တာနေချင်းဘယ်လောက်ကိုလှုပ်သွားတယ်အားလုံးအဲ့ဒါတွေအကုန်လုံးကြည့်လို့ရတယ်ပေါ့ဗျာအဲ့တော့ဒီ application ကိုမိတ်ဆွေတို့တောင်းထားပြီးဒီရက်ပိုင်းတွင်းမှာတော့မိတ်ဆွေတို့တဲ့အရန်သုံးဝင်မယ်လို့ထင်ပါတယ်အားအကြောင်းကျွန်တော်ဒါလေးကိုအလင်းမြန်ပြပြပေးခြင်းဖြစ်ပါတယ်အခုကျွန်တော်လည်းတူလိုက်ကြည့်အောင်ဟုတ်ကဲ့ဒီ application name ကတော့ my Aquid Alex Max ဆိုတဲ့ application ပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့ Google Store မှာ download ပါရှာပြီး download ပါတော့ကျွန်တော်က download ပြီးသားဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကတန်းပြီးတော့ဖွင့်လိုက်ပါမယ် open ထုတ်လိုက်ပါမယ်ပေါ့နော် open လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတက်ပေါ်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအကုန်ပေါ့နော်ကဘာမှာလှုပ်နေတဲ့နေရာပေါ့လက်ရှိလှုပ်သွားတာအခုနောက်ဆုံး7မိနစ်မှာဆိုရင်ဘယ်နှမှာလှုပ်တယ်ဆိုရဟာမို့7မိနစ်ကဆို Italy မှာလှုပ်ခဲ့နေတော့တကဘာလုံးဟာကိုပြပေးနေတယ်ဗျာကိုမြန်မာမှာဆိုဒီချိန်မှာတစ်ခါလှုပ်ခဲ့တယ်လွန်ခဲ့တဲ့36မိနစ်မှာကျွန်တော်တို့4နာရီကျော်မှတစ်ခါလှုပ်ခဲ့တဲ့ဟာဟိုပိုင်းသူအဲ့လိုတောက်လျှော့ပြတကဘာမှာလုံးမှာလှုပ်တဲ့ငလင်ဟာတွေကိုသူကပြပေးနေတယ်โอเคအဲ့မှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ကအခုကျွန်တော်တို့နိုင်ငံမှာလှုပ်တဲ့ဟာကိုကြည့်ချင်တယ်ပေါ့ဗျာကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ search တွေကိုတွားပြီးပါလို့ရှိရင်ကျွန်တော်ဒီမှာ region မှာဆိုလို့ရှိရင်ကိုကကြည့်ချင်တဲ့နိုင်ငံကြည့်လို့ရတယ်ဗျာဘယ်နိုင်ငံကြည့်မယ်ဘယ်နိုင်ငံမှာငလင်လို့တာကြည့်ချင်တယ်အကုန်ကြည့်လို့ရတယ်လုံးစရာကျွန်တော်တို့နိုင်ငံမှာလှုပ်တာပဲသိချင်တဲ့အကြောင်းမို့ကျွန်တော်တို့ကမြန်မာကိုရှာရွေးလိုက်ပါမယ်ခဏလေးနော်ကျွန်တော်ရှာမြန်မာကိုရှာရွေးလိုက်မယ်ကျွန်တော်โอเคမြန်မာမှာတွေ့ပါပြီဘာမှပေါ့နော်ဒီမှာဆိုလို့ရှိရင် all site မှာဆိုလို့ရှိရင်ကျွန်တော်တို့ကယူလို့ရတယ် magnitude ဘယ်လောက်ပါလဲဆိုတော့ကျွန်တော်တို့ကတော့အကုန်ဘယ်လောက်လို့သိချင်တာဖြစ်ကြမှာ all site ပဲထားပါဒါကိုကပြင်းတာပဲပြင်းတဲ့အချိန်ကြမှာပဲသိချင်တာလားဘယ်လောက် magnitude ကြမှာလောက်တော့သိချင်တယ်ဆိုတော့ယူထားလို့ရတယ်သို့တော်ညာလည်းကျွန်တော်တို့က all site ပဲယူထားမယ်ပေါ့နော်ပြီးရဒီမှာတို့ဘယ်ရက်အပိုင်းချနေဘယ်ရက်အပိုင်းချကိုကြည့်ပါလဲဆိုတော့ရတယ်ဒါပေမဲ့သူကတပတ်တွင်းကိုပဲသူက data ကိုပြပေးတယ်တပတ်သက်ကြော်အောင်ရှင်သူက data site ကြည့်တဲ့ကြောင့်အဲ့ဒါတော့မပြပေးဘူးပေါ့နော်အခုဆိုကျွန်တော်တို့ကဒီနေ့လုပ်တဲ့ဟာပဲကြည့်တဲ့ကြောင့်ဒီနေ့ပဲယူလိုက်မယ်ဒါမှမဟုတ်ရှင်လည်းလွန်ခဲ့တဲ့နေ့ရက်လောက်လည်းစလုပ်တာကြည့်ကြလို့ရှိရင်ကျွန်တော်တို့က26ရက်စယူရမယ်26မှတ်လိုက်ဒီနေ့က28ဆိုရင်ဒီမှာဆိုရင်28ကိုမှတ်လိုက်ပေါ့နော်မှတ်လိုက်ပြီကျွန်တော်ကြည့်တော့ရှင်ကျွန်တော်ဒီရက်ပိုင်းလုပ်တဲ့ဟာကိုကြောက်ပြပေးအခုနောက်ဆုံးလုပ်တာလုပ်ခဲ့တဲ့38မိနစ်မှာဘာမှလုပ်ခဲ့တယ်ဒီမှာပြပေးတယ်နော်ဒီကနောက်တစ်နိုင်မှာဆိုလို့ရှိရင်အင်းမှာလုပ်ခဲ့တယ်မှာအကုန်လုံးပေါ့နော်အဲဆိုကျွန်တော်ဒီမှာပြင်းထန်ဆုံးငလင်လုပ်ခဲ့တဲ့အချိန်ကဒီမှာကျွန်တော်တို့ဒီမှာ7နာရီ50မှာလုပ်ခဲ့တယ် 7.7 ပြီးရင်ဒုတိယထပ်လုပ်တယ်ဒီမှာဘယ်လောက်နောက်တဲ့မှာ 6.4 အဲ့လိုလုပ်ထားရတော့ကျွန်တော်တို့ဒီမှာကြည့်လို့ရတယ်ဟုတ်နော် okay အဲ့မှာဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ0ရတဲ့အချိန်နဲ့လုပ်ခဲ့တဲ့အချိန်ကိုကြည့်ချင်တာလားတော့ distance ကွာဝေးကိုပြန်ကြည့်ချင်တာလား magnitude ကိုပြန်ပြီး filter လုပ်မလားဆိုတာ filter လည်းလုပ်ကြည့်လို့ရပါတယ်နော်ဒါတော့ဒီတိုင်း default ပဲထားလိုက်ပေါ့နော်ဒါ date ကိုရွေးပြီးတော့ကြည့်လို့ရတယ်okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီဆက်34ကိုဝင်လိုက်ပြီးတော့ဒီမှာ setting ပေါ့နော် setting မှာဆိုလို့ရှိရင်ကျွန်တော်တို့ကmap type ကိုရွေးလို့ရတယ် map type ကတော့ normal သူက satellite နဲ့သွားမှာလားဘာနဲ့သွားမှာလဲဆိုတော့သူကပုံစံတွေရွေးလို့ရကျွန်တော်တို့ကတော့ map type ပဲထားလိုက်မယ်ပေါ့နော်တခြား satellite ပုံစံတွေနဲ့လည်းရွေးလို့ရတယ်နော်ဒီက fault line ဆိုတဲ့ဟာကျတော့ဒီပြည့်ရွေ့ကြောင်းရဲ့ line ကိုပေါ့နော်သူကမြင်းချောင်းဆွဲပြီးအဲ့ဒါကို on လိုက်တာပေါ့နော်အဲ့ဒါကို on လို့ရတယ်ပိတ်လို့ရတယ်ပေါ့နော်အဲ့ဒါလေးဒါကခုနကကျွန်တော်တို့ on ထားခဲ့တယ်ဒီ fault line အနီရောင်ကြီးမြင်နေရအောင်ပေါ့နော်ပြင် location ကိုကျတော့ on ပေးရပါမယ် location မ on ထားလို့ရှိရင်သူကမသိဘူးသူက location ကိုတော့ on ခိုင်းလို့ကျွန်တော်တို့က location က on ထားပြီးဖို့လိုပါတယ်เนาะသူက application ဖွင့်ဝင်ခြင်းမှာလည်း location on မလားတော့ပြောလို့ရှိရင် always ဆိုပြီးရွေးပေးခဲ့ရမှာပေါ့เนาะ
notification တိုင်းမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ country ရဲ့ဟာကိုပဲတွားမှာဗျာ nan လောက်ထားရဆိုလို့ရှိရင်ကိုယ့် country မှာလောက်တာနဲ့သိအောင်လို့ဟိုလောက်ထားရမယ်နော် country ဆိုရင်မှာသူကmagnitude တွေပါပေါ့နော်ဘယ်လောက်အနေမှာယူရမယ်ဆိုရင်အဲဆိုလို့ရှိရင်ဒီ application တွေကမိတ်ဆွေတို့အတွက်တော့သုံးဝင်လို့ထင်ပါတယ်သူမှတော့ကြော်ညာတွေ free ဖြစ်တဲ့ကြောင့်ကြော်ညာတွေတော့တက်တယ်ကြော်ညာတွေက GBB ပြန်ပိတ်လိုက်တော့ရတယ်ပေါ့နော်ဒါလေးတခုတော့ရှိတယ်အောက်မှာဒီကြော်ညာလေးတွေတော့ရှိတယ်အားတွေကတော့ဟိုဖြစ်ပေါ့နော်ကျွန်တော်တို့ free သုံးတဲ့ကြောင့်ကြော်ညာတွေကတော့လည်းရှိမယ်ဒါပေမဲ့အဲ့ဒါပိတ်ပြီးတော့လုပ်ရတယ်အဲဆိုရင်ကျွန်တော်ဒီ application ကိုဖုန်းထဲမှာထည့်ထားပြီးတော့အချိန်မရွေးလှုပ်တဲ့အချိန်တွေကိုကျွန်တော်တို့ကြည့်လို့ရโอเคအခုဆိုလို့ရှိရင်ဒီ application တွေကိုမိတ်ဆွေတို့ဖုန်းထဲမှာထည့်ထားပြီးတော့ကိုရှောင်းတင်တာနဲ့ဟိုတည်တင်တာလေးတွေပေါ့နော် information တွေနဲ့ဒီကိုကြိုတင်ပြင်ဆင်နေတာတွေပြင်ဆင်လို့ရအောင်လို့ကျွန်တော်ဒီ application လေးနဲ့သုံးပုံသုံးလေးတွေနဲ့ဒီ application ဘယ်လိုလေးကြည့်ရမလဲဆိုတာတော့ကျွန်တော်ပြပြပေးခဲ့တာဖြစ်ပါတယ်ဒီ application လေးကိုမိတ်ဆွေတို့ဖုန်းထဲမှာထည့်ထားပြီးတော့ကိုယ့်ရဲ့ NDA ကိုကြိုတင်ကာကွယ်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်မိတ်ဆွေတို့အားလုံးဘေးရန်တဲ့ကင်းရှင်းပြီးကျန်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဒီကက်ဆိုကြီးပေးရတဲ့အမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးပါတယ်